5မျိုးရှိတယ် customer type ပေါ့ပုံစံလေးကပါလဲပထမဆုံးတစ်ခုကစိတ်ဆိုးဒေါသထွက်လွယ်တဲ့ပေါ့သူလိုချင်တာသူလိုအပ်တာအကူအညီတောင်းခံတာမင်းနဲ့စုံစမ်းတဲ့ခါမှာအနေငယ်လေးတိတော့ဖြစ်လိုက်တာစိတ်ဆိုးတယ်အများဆုံးကြုံရတဲ့ customer angry customer လို့ခေါ်ပါတော့နောက်တစ်ယောက်ပါလဲဆိုတော့စကားအများပြောတာပေါ့ talkative customer လို့ခေါ်တာပေါ့အဲ့တော့စကားအများပြောတဲ့ပေါ့တချို့ဆိုရင်သူလိုချင်တာသူလိုအပ်တာသူမင်းနဲ့စုံစမ်းချင်တာသူ complain တက်တာသူထုတ်ပြောတော့မယ်အေးဆိုသူကိုယ်တိုင်စကားရမ်းပြောတတ်ဖြစ်တယ်နောက်တစ်ယောက်ပါလဲဆိုတော့ no is of customer အကုန်သိရဝင်လိုက်တာလေ तू ကသူ့အောက်လက်အောက်နေတာသူတပည့်လက်တာမင်းတို့ငါတော့မသိပါဘူးကွာဆိုတော့တံပတ်အမွေနဲ့ကူလာတာမနဲ့နောက်တစ်ယောက်ပါလဲဆိုတော့အမြဲတမ်းတရားဝင်တယ် customer service customer ပေါ့တော့အဲ့ဒါကြုံနေတယ် customer ရောက်ခမမြပုံပေါ်တော့အများဖြစ်နေတာဒီတန်ရဝင်တဲ့ဟောက်တယ်ရှိရနေလားမယုံကျွန်တော်တို့ problem ကျွန်တော် service မယုံတဲ့အတွက်သူ့မှာမယုံဘူးဆိုတော့တန်တရားနဲ့တိုင်းတာကျွန်တော်တို့နောက်တစ်ယောက်ပါလဲဆိုတော့သူကတော့တွေ့ဝေမပြတ်တာလေဟုတ်ပြတ်တာလည်းအပြင် decision ပါမလားဘူးအရေးကြီးတာကျွန်တော်တို့ရဲ့ skill တော့အဲ့ဒီဟာမှာကျွန်တော်သုံးလုံးလိုက်တယ်လေယူလေးပဲအဲ့ဒီတင်းလုံးနဲ့လေယူဘယ်လောက်ကောင်းစကလုံးဘယ်လောက်ယဉ်ကျေးနောက်ဆုံးအသက်ကတော့ကျွန်တော်တို့ရဲ့ body language ပါအဲ့ဒါကြောင့်ကျွန်တော်တို့ customer တရားနဲ့စကားပြောနေဟေ့ဆိုတာနဲ့ personal hygiene ပါတယ်ပေါ့နော် customer ကိုကျွန်တော်တို့ကခုနပြောသလိုလေးစားရမယ်တန်ဖိုးထားရမယ်တန်ဖိုးထားတဲ့အတွက်သူ့ကိုကူညီမှုရမယ်သူ့ကိုကူညီမှုပြုတဲ့အချိန်မှာကျွန်တော်စိတ်ရှိတိခံမှုပါစိတ်ရှိတိခံမှုပါတဲ့အတွက်တေးချနားထောင်နောက်တော့မှ listening ဆိုတာပါတယ်နော်အဲ့ဒါကျွန်တော်တေးချ focus နဲ့ထားပြီးနားထောင်ပြီးမှကျွန်တော်တို့ပြန်လုပ်ရတယ်ဆိုတော့မှပြန်လည်ဖြည့်ရှင်းတာရှင်းပြတာဒါနောက်ကလိုက်တော့အဲ့မှာပါတယ်ဆို communication နောက်ကလိုက်တော့ customer service တော့သူကလည်းပါတယ်ခုနကလင့်နေမရှိဘူးအဲ့ဒါ BBH ဆိုတဲ့အခါမှာ BBH ဆိုနောက်ဆုံးကြပါခဲ့တယ်သူ့ကျွန်တော်က angry thanks တစုံတရာပြီးတော့ service ဒီ sequence တစ်ခုတိုင်းမှာ thank you အဲ့တော့ကျွန်တော်တုံးပြီးတာဘယ်တုံးပြီးတော့အားလုံးအဆုံးသတ်သူက arrive နော်ဝယ်နေတယ် BBH ဆိုဝယ်ပြီးသူပြန်ထားလိုက်ပါအဲ့အချိန်ကျွန်တော်နိုင်ပါဆောင်ရွက်ပြီးတော့ကျေနပ်အစစ်စစ်တိုးမြောက်လုပ်ပြရမယ်အဲ့တော့ကျေးဇူးကမင်္ဂလာပါဆိုတဲ့စကားလုံးအဲ့ဒါပြီးတဲ့အခါမှာပြီးထွက်ခွာသွားပြီးကျွန်တော်တို့ရှင်းနေပြီနောက်ဆုံးအဆင့်ထွက်ခွာသွားတဲ့အချိန်မှာကျွန်တော်တို့နောက်ဆုံးစကားလုံးတော့ပြန်ပြောရတော့ invite me again ပေါ့နော်ပုံကြုံလို့ဆိုနောက်တစ်ခေါက်ပြန်လာပြီးဖို့ဖိတ်ခေါ်စကားနဲ့အဆုံးပြန်တပ်ပြရတော့တယ်အဲ့ဒါကစမ်းသပ်ပြီးသဘောပေါ့နော်